မင်္ဂလာပါအမြဲတမ်းတွက်လက်ဖြတ်လက်နေစေဖို့အတွက်လိုက်နာရမည့်နေထိုင်စားတောက်မှုနည်းလမ်းများအပြည့်အစုံကိုတင်ပြပေးပါမယ်ပထမဦးဆုံးနေထိုင်မှုပုံစံမှာလိုက်နာရမယ့်အချက်၅ချက်ရှိပါတယ်၁တညကိုအနည်းဆုံး9နာရီကနေ10နာရီအထိအိပ်ဆက်ပါ၂တနေ့ကိုမိနစ်20လောက်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ၃တနေ့ကိုရေရှိဖန်ခွက်ခန့်လုံလောက်အောင်တောက်ပါ၄မနက်ခင်းနေအောင်ကြည်နုနုကိုခံယူပါငါစိတ်ဖိစီးမှုကိုတရားထိုင်ခြင်းသို့မဟုတ်ဝါသနာပါရလုပ်ခြင်းဖြင့်လျှော့ချပါစားတောက်မှုအတိုင်းမှာတော့အားအင်ပြေဝစေဖို့အတွက်ကွေကာအုပ်ဆန်းလုံးညိုနဲ့ကန်ဆိုးဥလိုမျိုးဖြည်းဖြည်းချင်းအားအင်ပေးတဲ့ကစီဓာတ်တွေကိုစားသုံးသင့်ပါတယ်ကျက်ဥငါးနဲ့ပဲအမျိုးမျိုးလိုပရိုတင်းဓာတ်တွေထောက်ပတ်သီးနဲ့အဆီအဆန်းတွေလိုကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုလည်းထည့်သွင်းစားသုံးပါတတိဝလန်တွေထဲမှာငပြောသီးပန်းသီးနဲ့ဟင်းနုတွေတို့ကအကောင်းဆုံးစရီလက်ဖက်စိန်ကြီးကိုလည်းတောက်သုံးပေးနိုင်ပါတယ်နောက်ဆုံးအနေနဲ့တကြားကဲတဲ့မုံတွေအစီညားတဲ့အညံစာတွေနဲ့အရက်တို့ကိုရှောင်ကျဉ်ဖို့လိုအပ်ပါတယ်ဒီအချက်တွေကိုပုံမှန်လောက်ဆောင်ပေးမယ်ဆိုရင်တင့်ခန္ဓာကိုယ်ဟာအမြဲတမ်းတွက်လက်လန်းဆန်းနေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်